Hello, Lisa Bashin. Lisa video le matina chavi phono. Jabo dine video channel pe ba me. Lisa ka chak phwe yin na ya ro ma pho no. YouTube na ba ro me a chi ja yin. Lisa ka sne tne kun ni ka ya me pho no. A chi ja yin. Ai chi pe pe ba me. Ke a so video le sa la ya. Ke ba lu di ne ba lu pya me so. Spin na that long ni ya ti utu pyang ni ye na khu ka lap din yet pa shin ke yin so chma ro ka spin na that long ni le ma luk pe ba ne lap din ni le luk pya pi ba de ke lap din ni mo lo ko na make up le pyin ta bo no ke a so yin video le sa ki la sa ko lo ke pi cha ba no ke a so yin ma make up lo me bo no ke a so ကျမဟိုထုတ်လိုက်အောင်နော်အဲ့ထဲဝင်နော်ဝင်လိုက်ပြီဆိုရင်ကျမတို့ကဒီထဲကိုဝင်ဖို့နော်ခဏနေဝင်ပြီဆိုရင်ဒီမှာဆိုရင်ဒီအောက်မှာဆိုရင်ကျမတို့ဒီဟာနှိပ်ရမယ်ပေါ့နော်ဒီဒါဟုတ်ပြီအဲ့ဆိုကျမတို့အပေါ်မှာမရှိဘူးပေါ့နော်ဒီမှာပါကျမခဏနေမှားလုပ်လိုက်ပါမယ်အမှဆိုရင်ဒီမှာပြထားတယ်မိတ်ကက်အဲ့လေးပေါ့နော်အဲ့လေးနှိပ်လိုက်ပါနှိပ်ပြီးဒီမှာမျက်လုံးလေးလုပ်ရပါတယ်အပန်းအောင်လေးဒီစုံလုပ်ရပါတယ်ကဲကျမကဖြုတ်ရောင်လေးစိတ်တက်ဆိုတော့ရောင်လေးပဲလုပ်လိုက်ပါတယ်ဒါအိုင်ရှေဒိုကကြတော့ရှာလိုက်အိုင်ရှေဒိုကအနီးဖြော့လေးလုပ်လိုက်ပါမယ်ကဲဒါဘာလဲတော့မသိဘူးပေါ့နော်ကဲသူကြတော့ကြိုက်တာပဲလုပ်ရမယ်နှခမ်းနီလေးရကြတော့အနီအောင်လေးလုပ်လိုက်ပါမယ်ဒါကမိတ်ကပ်ပြင်လေးဖြစ်ပါတယ်လီစာတော့တိတ်မလှပါဘူးရှင်ဒီတိတ်မလှပါဘူးကျွန်မပြပါမယ်ပါဒီလိုလေးဖြစ်သွားပါကဲနောက်တစ်ခုဆက်လုပ်ကြမယ်ပြီးပြီဆိုကျွန်မခုဒါဒီဥတုပြောင်းလေးလုပ်ပြပေးမယ်ပေါ့နော်ကဲအစုံမြူရဲဝင်မယ်နော်ဒီမှာလုပ်ပြပေးလိုက်မယ်မသိရလို့ဒီထဲဝင်မယ်ဝင်ပြီးဒီမှာခုနပြထားသလိုပဲဒီထဲဝင်ပါမယ်ဝင်ပြီးဆိုရင်ကျမတို့ကရသူအဲ့ဒါမှာပါအဲ့ဒါမြူတဲ့ရင်ဝင်လိုက်ပြီးဒီမှာနော်ဟိုနော်ဒီအဲ့လေးပါနှစ်ရက်ပါနော်နေပြီးဒီမှာဆိုရင်အစုံရှိရပါနော်ဒီမှာ cloudy ဒါလည်းတိမ်ထူသွားပါနော်ဒီမှာဒါလေးကမိုးအုပ်ဒါလေးကမိုးနည်းနည်းလေးရဒါမိုးရွာတာပါနော်ဒါအရန်ရွာတာဖြစ်ပါတယ်မိုးရွာလက်စီးလက်တာရလုပ်လို့ရပါတယ်ကဲဒါလေးပြည့်စုံပြဖြောက်လိုက်ရုံမနော်ဒီအမားလေးနှိပ်လိုက်ပါနော်ကဲဒီမှာဒါကြတော့နည်းနည်းကြတာလေးပါနော်ကဲဒီ snow 2ကနည်းနည်းကြမှာ level လေးရလုပ်လို့ရတော့မှဒါလေးဆိုလေးအိမ်ကြီးထဲအကုန်ဝင်လို့ရတာလေးပါနော်ဒီဒါလေးနင်းတော်တော်လေးကြရပါနော်ဒီမှာဒီလိုလေးလို့နင်းတော်တော်လေးကြဒါကြီးကနင်းအဲ့လိုမျိုးကြီးသွားပါနော် level တွေအဲ့လိုတင်လို့ရပါတယ်ကဲအဲ့ဆိုရင်လုပ်ပြီးပြီဆိုတော့ကျမတို့ခုစပင်နဲ့ချက်လုပ်မယ်ပေါ့နော်ကဲအရင်ဆုံးကျမတို့ကအင်ဂျီလဲရမယ်နော်အင်ဂျီကဘာအင်ဂျီလဲမလဲဆိုတော့အခါနဲ့ကျမရှာတွေ့သွားပါပြီဒါအင်ဂျီလဲပါအိမ်ထဲဝင်တော့ခဏတော့နင်းလေးပြန်ဖြုတ်လိုက်မယ်ညစီနောက်မှဆိုလို့ဟုတ်ပါဘူးမားပဲနေကဲဒါလည်းမနေတော့ကဲဒီမှာဆိုရင်ကျမတို့ကအင်ဂျီလဲနေတော့ဗာအင်ဂျီလဲဆိုတော့ရှာကဲဒီမှာဘယ်မှာလဲမသိချင်ပါမျက်စိမကောင်းတော့ကျမမျက်လုံးအော်တော့ရှာတွေ့သွားပါပြီကဲအဲ့လေးနှိပ်လိုက်မယ်ဒီဒါပေါ့နော်အဲ့ဆိုကျမတို့ကဖားအိမ်သွားပါမယ်ဒီလိုကနေယောက်ျားလေးအင်ကြီးပြောင်းပေးရပါပေါ့နော်ဟုတ်ပါအင်ကြီးပြောင်းပေးပါမယ်ကဲဒီမှာအင်ကြီးကဘာအင်ကြီးလဲဆိုနေကြအင်ကြီးဖြစ်ပါတယ်ဒီပါတန်းပေါ်လာပဲပါဟာဒီမှာဘာနေကြကြရတယ်ဝတ်လိုက်ပါမယ်ဝတ်ပြီးဆိုရင်ဒီမှာကောင်မလေးကိုလက်တွဲမယ်ပေါ့နော်တွဲပြီးဒီမှာဒီပေါ်မှာတွေ့လားဒီမှာလုတ်ပြပေးထားတယ်နော်ကဲဒီမှာဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးမှနှစ်ယောက်ဖြစ်သွားပြီပြီးရင်ဒီဒါပြန်နှိပ်လိုက်ကောင်မလေးလက်ဖြုတ်သွားပါပြီအဲ့ဒါဒီကောင်မလေးတော့ပြပါနော်ဒီမှာဒီကောင်မလေးရှိတဲ့တရခုနကောင်မလေးအဲ့ဆိုဒီပေါ်ကဟိုပြန်ဖြုတ်လို့ရတယ်နော်ဒီဖြောက်လိုက်တော့ကောင်လေး
ဒီမှာဖြောက်လိုက်တော့ပါမယ်ကဲအဲ့ဆိုပြန်ဖြုတ်လိုက်ကောင်မလေး2ယောက်ရှိပါပါဒီမှာလီဆာ2ယောက်ရှိပါတော့အဲ့ဆိုရင်ဒီကောင်လေးကိုပေးပလိုက်တော့ကောင်မလေးနဲ့ရနော်အဲ့ဆိုဒီကောင်မလေးကိုစကားချူချူတတလေးပြောရမယ်အဲ့ဆိုအင်ကြီးရှိရပါနော်အင်ကြီးမကျမတို့ကဒါလေးပြောင်းလိုက်ပြီးဆိုသူခြိလိုက်ပါကဲကောင်မလေးကိုခြိပြီးရင်ဖိုင်းကပြန်ခြိလိုက်ပါမယ်အဲ့ဆိုကောင်မလေးကဒီလိုဖြစ်သွားပါပြီရှင်အဲ့တော့ကောင်မလေးကိုချခဲ့ပါနော်ကဲကျွန်မမကြည့်တော့ဖြစ်နေလို့မသိကဲအဲ့ဆိုကျွန်မအင်ဂျီလေးလိုက်ပါမယ်ဒီမှာပဲလေးလိုက်ပါမယ်အဲ့ဒါရင်စုစပင်းရင်လောက်ရမယ်နော်တဲ့စပင်းနှိပ်လိုက်ပါဒီမှာတော့ခုမှဖြစ်သွားပါပြီရှင်အဲ့ဆိုကျွန်တော်တို့ကအင်ဂျီပြန်လဲရမှာပေါ့နော်အင်ဂျီကထားလေးလိုက်ပါမယ်ကဲအဲ့ဆိုစပင်းနဲ့ထည့်ရပါပါပြီရှင်ဒီတော့ကျွန်မလှလှကလေးပြန်လဲလိုက်ပါမယ်ဒီမှာပါရှင်ကျွန်မတက်အင်ဂျီလေးလို့ရရတော့ကောင်မလေးကိုကောင်မလေးလည်းကြိုက်အင်ဂျီလေးပြီးလို့ရိုက်ပါတယ်လွတ်လမ်းစိုးကြောင်းတော့တည်မလားကဲအဲ့လိုသဘင်နဲ့တက်လုံနီးလေးနဲ့တင်ပေးတော့နောက်ထပ်ပတ်တူးလေးလာပါမယ်ရှင်ဘိုင်ဘိုင်